ဒီဇင်ဘာလ9ရက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောသလန်လေးဖြစ်ပါလေဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းတက်ရှိကျမ်းမာချမ်းသာပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2025ခုဒီဇင်ဘာလ9ရက်တောက်ကြနေ့တနေ့စာအတွက်တနေ့တာဟောသလန်လေးဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့အိမ်တော်ရေးအိမ်တွင်းရေးအင်တာဗျူးဆိုင်ရာကိစ္စတွေပြိုင်ဆိုင်တွန်းတိုက်ပြုလို့ရတဲ့အလုပ်တွေအတွေးခေါ်ဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပညာရေးဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အစိမ်းရောင်အဆက်ပြောက်အကြောင်ကြားများပါတဲ့အဝိစာအသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့ရဲ့အောင်တဲ့အားကောင်းတဲ့နေနံတွေကတော့ရာဟုသားသမီးဗုဒ္ဓသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့8ကဏ္ဍ4ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းခြင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုလက်ဖက်ထုတ်လေးတစ်ထုပ်နဲ့အစင်ပြေရလက်ဖက်အသားလေးကိုကိုယ့်အကိုထုတ်လဲရတယ်ထုတ်ပြီးသားလဲရတယ်လက်ဖက်ထုတ်လေးတစ်ထုပ်နဲ့တုတ်ခောက်ပြီးတော့စူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်နွားတို့လက်ဖက်ရည်လက်ဖက်တုတ်တမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရဆန္ဒများလဲပြည့်ဝတော်မူနိုင်ကြပါစေခမညာ